What's up? အားလုံးမင်္ဂလာပါဒီနေ့ကတော့ဘီယာတောက်မယ်ဘီယာလည်းသွားမယ်အဲ့ဒါတတာဒီနေ့တရားတော့ခေါ်မှဖြစ်ပါတယ်စပိန်လေးထိုးနေပါတယ်โอเคထိုးတယ်ထိုးတယ်ထိုးတယ်ထိုးရင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 ်နဲ့သွားနေပါပြီဟုတ်ကဲ့စပိန်လေးနေမိုးတွေကရာသီဥတုကမကောင်းဘူးဗျာမိုးတွေအုပ်စပိန်လေးနေတော့ရင်းချိန်တော့ပြန်တတိရတယ်ကဲနွားအဲ့လိုရောက်ပြီပေါ့နော်နွားမထားသေးနိုးရမယ်နွားထားတော့နှစ်ခါတော့ဖောက်ခွက်ရိုက်ပြီးတယ်နိုးလာတယ်ကိုရတဲ့ရောက်ပါပြီခင်ဗျာတောက်လိုက်ပါဦးမယ်နော်တောက်ပြီးပြန်တော့မှနွားငင်းမနေခူသာကျွေးမယ်ဆိုအုတ်ထိုးပြချလိုက်တယ်ဒါတော့ခူရတကောင်မရှိတော့ပါဘူးပြန်ရောပြီအားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးပါတရားစဲဆို second time ပေါ့နော်အားလုံးကျေးဇူးပဲနော်ပြန်နေပါပြီတာအပေါ်နောက်ဗီဒီယိုမှာတွေ့မယ်နော်